ဗီဒီယိုဘလော့လေးကိုအဆုံးထိကြည့်ရှုမှတာမယ်နော်ဗီဒီယိုဘလော့လေးကိုအဆုံးထိကြည့်ရှုလိုက်ပါကျွန်တော်ယခုတစ်ခါရောက်ရှိနေတဲ့နေရာကတော့မလေးရှားဂျိုဟူကနေတွားရောက်လည်ပတ်တဲ့စင်ကာပူခီးစဉ်တဲပွဲဘလော့များပဲဖြစ်ပါတယ်လက်ရှိရောက်နေတဲ့နေရာလေးကတော့စင်ကာပူနိုင်ငံရဲ့အထင်ကြီးနေရာလေးဖြစ်နာမည်အကြီးဆုံးနေရာတစ်ခုဖြစ်တဲ့ Airport လေယာဉ်ကွင်းကြီးရဲ့ကိုရောက်ရှိနေတာပဲဖြစ်ပါတယ်ဂျီဝဲ Airport လေယာဉ်ကွင်းကြီးထဲမှာပဲဖြစ်ပါတယ်ဂျီဝဲ Airport လေယာဉ်ကွင်းကြီးထဲမှာဆိုရင်ယခုပထမဦးဆုံးမြင်တွေ့ရမယ့်မြင်ကွင်းကတော့မကြာခင်မှာရေပန်းကြီးစတင်ဖွင့်တော့မှာပဲဖြစ်ပါတယ်သူတို့တွေကရေပန်းဖွင့်မဲ့အချိန်ကိုနိုင်အကန့်အသတ်နဲ့ပဲဖွင့်တာပဲဖြစ်ပါတယ်ကျွန်တော်တို့တွေရောက်တဲ့ချိန်နဲ့ရေပန်းဖွင့်တဲ့အချိန်တွေကကွတိပဲဖြစ်ပါတယ်အဲဒါကြောင့်မို့ရေပန်းဖွင့်မဲ့အချိန်ကိုစောင့်မျိုးစောင့်ဆိုင်ကြည့်ရှုနေကြတဲ့ပေးကြကတော့မြင်နေတိုင်းပါပဲเนาะအထက်3-4-5ထက်လောက်ထိဒီငွေကြီးထဲမှာအထက်လောက်ထတာကိုတွေ့နေရတာဖြစ်ပါတယ်အပန်းဖြေလို့ရမယ်စကန်ဖြေအပန်းဖြေစကန်ဆုံးအပန်းဖြေဥယျာဉ်ကြီးလို့လည်းပြောလို့ရပါတယ်เนาะဘလုံးငွေကြီးတစ်ခုသာလောက်ကျဲတဲ့ Airport လေယာဉ်ကွင်းကြီးထဲမှာယခုလိုမျိုးရေတကွန်ကြီး heavy ကြီးကိုလောက်ထားနိုင်တယ်ဆိုတာကတော့စင်ကာပူနိုင်ငံကတော့เนาะမချီကျူးနိုင်တဲ့အရာကိုမရှိတော့ပါဘူးเนาะချီကျူးလို့ကိုမဆုံးပါဘူးကြည့်လိုက်အောင် let's goမကြခင်မှာရေပန်းကြီးစတင်ဖွင့်တော့မှာပဲဖြစ်ပါတယ်ပထမဦးစွာအမွှေးတွေစသည်ဖွင့်နေပါပြီ Oh my god လုံးဝ amazing လေယာဉ်ကွင်းကြီးထဲမှာယခုလိုမျိုးယထာတွေကလည်းခောက်တုတ်ခောက်ပြန်သွားလာနေတာကိုတွေ့မြင်ရတာလည်းဖြစ်ပါတယ်ဘောလုံးကွင်းကြီးတစ်ခွင်းသာလောက်ကျဲတယ်အပန်းဖြေစခန်းစုံကြီးလို့လည်းပြောလို့ရပါတယ်တနေကုန်လေပတ်လို့တော့နှံ့မှာမဟုတ်တဲ့စင်ကာပူနိုင်ငံရဲ့အထင်ကြီးနာမည်အကြီးဆုံးဂျေးဝဲလေယာဉ်ကွင်းကြီးလည်းဖြစ်ပါတယ်Oh my god ဥပပဦးလေရလုံးဝ amazing ရေကွန်ကြီးစတင်ဖွင့်လေပေးနေပါပြီနိုင်ငံခြားသားအများစုကလည်းစောင်းပိုင်းကြည့်ရှုနေတာကိုတွေ့မြင်ရတာပဲဖြစ်ပါတယ်လူပေါင်းကလည်းနေတာမှမဟုတ်ပါဘူးဂျိုးဝဲလေကြီးကြီးကတော့အပန်းဖြေစကားဦးမြင့်ကြီးလိုပါပဲအထက်ထက်နဲ့ပြုလုပ်ထားတာကိုလည်းတွေ့မြင်ရပါတယ်ဒါကတော့ပထမဦးစွာရေပန်းကြီးစတင်ဖွင့်လိုက်တဲ့မြင်ကွင်းကိုလည်းကျွန်တော်တို့တွေကြည့်ရှုရတာပဲဖြစ်ပါတယ်ကျွန်တော်မိတ်ဆွေတငယ်ချင်းများဒီပါနဲ့ကြည့်ရှုနိုင်ရတဲ့ကျွန်တော်ဗီဒီယိုဘလော့ရိုက်ကူးခဲ့ခြင်းဖြစ်ပါတယ်ဟိုအပေါ်မှာဆိုရင်လည်းမြင်တဲ့တိုင်းမှာပဲဒန်းတွေပေါ်ကနေဂျိုးတွေပေါ်ကနေလည်းဒီ view အလှပကြီးကိုရေပန်း view အလှပကြီးရေတကုံ view အလှပကြီးနဲ့တူရှုခွင့်အလှပတွေကိုတဝါကြီးကြည့်ရှုခံစားလို့လည်းရပါတယ်ဒီမှာဆိုရင်လည်းလူတွေကအပြည့်ပါပဲလုံးဝအပြည့်ပဲเนาะစင်ကာပူနိုင်ငံရဲ့နာမည်ကြီးချက်ကတော့ကျွန်တော်တို့တွေအမခန်းပါပဲဗီဒီယိုဘလော့လေးရတဲ့လောက်ပါပဲချစ်ချူအားပေးတဲ့ကျေးဇူးပါ